မိတ်ဆွေများအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ Life and Talk Channel မှာကြိုဆိုပါရစေဒီနေ့မိတ်ဆွေတို့ကိုဆက်လက်မျှဝေပေးခြင်းတဲ့ Project Learning Program Series ရဲ့နောက်ထပ် topic တစ်ခုကတော့ Project Management မှာ Project စီမံခန့်ခွဲမှုမှာအရေးကြီးတဲ့ Sustainability လို့ခေါ်တဲ့ရေရှည်တည်တဲ့ခိုင်မြဲစေမယ့်အယူဆပိုင်းကိုကျွန်တော်တို့မျှဝေပေးခြင်းပါတယ်ဒီတော့ Sustainability ဆိုတာပါလေ Project Management အတွက်ဘယ်လောက်အရေးကြီးလဲဒီဘက်ခေ Green Project Management လို့ခေါ်တဲ့အပိုင်းမှာအမြဲတမ်းဒီထည့်သွင်းစဉ်းစားရတဲ့အကြောင်းအရာတစ်ခုဖြစ်ပြီး 5လို့ခေါ်တဲ့ sustainability အယူဆစံနှုန်း5ရပ်ကိုကျွန်တော်တို့ထည့်သွင်းစဉ်းစားတဲ့အပိုင်းကအမြဲတမ်းလို့ပါဝင်လာတာကိုတွေ့နိုင်ပါတယ်အဲ့တော့ P5 ဆိုတာပါတယ် sustainability အတွက်အားကြောင့်အရေးကြီးတယ်လေဒါကိုကျွန်တော်တို့ကြည့်အောင်ပါအခုနောက်ပိုင်း project စီမံခန့်ခွဲရေးဆိုင်ရာအလေးထားတွေမှာ sustainability နဲ့ပတ်သက်တဲ့အယူဆဘောတရားတွေကိုထည့်သွင်းပေါင်းစပ်အသုံးပြုခြင်းကအရေးပါတဲ့ trend တစ်ခုဖြစ်လာပါတယ်ဒီတော့ကျွန်တော်တို့ sustainability အယူဆမှာပါတယ်ပါမယ်အဓိကအဖြစ် project နဲ့ပတ်သက်ပြီး aspect 3ခုကိုထည့်သွင်းစဉ်းစားထားတဲ့ပိုင်းတွေ့ရပါတယ်ပထမတစ်ပိုင်းကတော့ environmental ဖြစ်ပါတယ်သဘာဝပတ်ဝန်းကျင်ဆိုင်ရာအယူဆဖြစ်ပါတယ်ဒုတိယတစ်ပိုင်းကတော့ social ဖြစ်ပါတယ်လူမှုပတ်ဝန်းကျင်နဲ့စီမံခန့်ခွဲမှုဆိုင်ရာအယူဆဖြစ်ပါတယ်နောက်တစ်ပိုင်းကတော့ economic impact ဖြစ်ပါတယ်စီးပွားရေးဆိုင်ရာရဝန်းနဲ့စီးပွားရေးဆိုင်ရာအကျိုးသက်ရောက်မှုဖြစ်ပါတယ်ဒါတွေအားလုံးက project ရဲ့ထိရောက်တဲ့ရလဒ်ပိုင်းဆိုင်ရာနဲ့ကောင်းမွန်တဲ့စီမံအုပ်ချုပ်ရေးဆိုင်ရာကိုဖြစ်ပေါ်လာအောင်ပံ့ပိုးပေးမဲ့အယူဆပိုင်းတွေလည်းဖြစ်ပါတယ်ဆိုတော့အရေးကြီးတဲ့ဒီအယူဆတွေကိုကျွန်တော်တို့ဆက်ပြီးတော့ကြည့်အောင်ပါ Project Management ရဲ့ P5 စံနှုန်းပိုင်းဟာအဓိကအားဖြင့်နိုင်ငံတကာ sustainability standard တွေနဲ့ကိုက်ညီအောင်ကြိုးစားထားတဲ့ကြိုးစားမှုတွေဖြစ်ပါတယ်အထူးသဖြင့်ကုလသမဂ္ဂ United Nations ရဲ့ Sustainable Development Goals လို့ခေါ်တဲ့ SDG တွေကိုဒါပံ့ပိုးပေးနိုင်ဖို့ကြိုးစားတဲ့အားထုတ်မှုတွေဖြစ်ပါတယ်အဲ့တော့အကြမ်းအားဖြင့်ဒီစီမံခန့်ခွဲမှုပိုင်းဟာသဘာဝပတ်ဝန်းကျင်ဆိုင်ရာလူမှုဘဝဆိုင်ရာလူမှုစီမံခန့်ခွဲမှုဆိုင်ရာစီးပွားရေးဆိုင်ရာစီမံအုပ်ချုပ်မှုဆိုင်ရာနဲ့ထုတ်လုပ်မှုနဲ့ဝန်ဆောင်မှု project ပိုင်းဆိုင်ရာ project တစ်ခုရဲ့ impact ပေါ့လေအကျိုးသက်ရောက်မှုတွေကိုဆန်းစစ်ပြီးတော့စီမံခန့်ခွဲတဲ့အခြေခံယူဆတည်းဖြစ်ပါတယ်အဓိကအားဖြင့် P5 ဟာအချက်၅ချက်ကိုပူစားပြုပါတယ်ပထမ P ကတော့ people ဖြစ်ပါတယ်လူတွေနဲ့ဆိုင်တဲ့အပိုင်းကိုအဓိကအားဖြင့်ဦးတည်ဆောင်ရွက်တဲ့အပိုင်းဖြစ်တယ်အဓိကတော့ဒါ people social impact လို့ပြောပါလူမှုဘဝဆိုင်ရာသက်ရောက်မှုကိုဆန်းစစ်တဲ့ focus ထားတဲ့အပိုင်းဖြစ်ပါတယ်ဒုတိယတစ်ပိုင်းကတော့ planet ဖြစ်ပါတယ်သဘာဝပတ်ဝန်းကျင်သက်ရောက်မှုပိုင်းဆိုင်ရာကိုဦးတည်စဉ်းစားတဲ့အပိုင်းဖြစ်ပါတယ်တတိယပိုင်းကတော့ profit ဖြစ်ပါတယ်စီးပွားရေး economic ဆိုင်ရာသက်ရောက်မှုကိုဒါဦးတည်စဉ်းစားတဲ့စီးမှုသုံးသပ်တဲ့အပိုင်းဖြစ်ပါတယ်နောက်တစ်ပိုင်းကတော့ process ဖြစ်ပါတယ်အဓိကတော့ project ကိုစီမံခန့်ခွဲတဲ့အခါမှာ project ရဲ့စီမံအုပ်ချုပ်မှုနဲ့ကျင့်ဝတ်ပိုင်းဆိုင်ရာစီလျော်မှုရှိအောင်စဉ်းစားတဲ့သဘောတရားဖြစ်ပါတယ်နောက်တစ်ခုကတော့ project ဖြစ်ပါတယ်အဲ့တော့အဓိကတော့ဒီ project ကထွက်ပေါ်လာတဲ့ deliverables လို့ခေါ်တဲ့ရလဒ်ပိုင်းဝန်ဆောင်မှုပိုင်းထုတ်ကုန်ပိုင်းတွေဟာရေရှည်တည်ရန်ခိုင်မြဲစေတဲ့ sustainable deliverables ဖြစ်ဖို့အတွက်စဉ်းစားတဲ့အပိုင်းဖြစ်ပါတယ်အဲ့တော့အကြမ်းအဖြစ်ဒါ project manager တိုင်းမှာဒီအချက်၅ချက်ကိုကင်ဆွဲပြီးတော့ကိုယ့်ရဲ့ဒီ project decision making ပိုင်းမှာကျင့်ဝတ်ပိုင်းဆိုင်ရာသဘောပတ်ဝန်းကျင်ပိုင်းဆိုင်ရာဒီ financial လို့ခေါ်တဲ့ငွေကြေးဆိုင်ရာ sustainability ဖြစ်ရေးအတွက်ဒါစဉ်းစားရမှာဖြစ်ပါတယ်ဒီတော့အကြမ်းအဖြစ်ကျွန်တော်တို့စောစောကပြောလိုက်တဲ့P5 မှာပထမ P ဖြစ်တဲ့ people social sustainability မှာပါမလဲအဲ့တော့အကြမ်းအားဖြင့်ဒီအပိုင်းက project တစ်ခုကိုစီမံခန့်ခွဲတဲ့အခါမှာ project ထဲမှာပါတဲ့ဝန်ထမ်းတွေအတွက်ကောလူချင်းတယောက်ချင်းစီအတွက်ကောနောက်ဒီ project နဲ့ဆက်ဆက်နေတဲ့လူတိုင်းဝိုင်းနဲ့ဒီလူဖွဲ့စည်းတစ်ခုလုံးအတွက်ပါတည်င်းစဉ်းစားရတဲ့သဘောဖြစ်ပါတယ်အဓိကတော့ project ဒီဒါလူခွင့်ရေးလူသမားခွင့်ရေးနဲ့တန်းတူညီမျှရှိမှုတွေကိုလေးစားလိုက်နာဖို့လိုတယ် project နဲ့ဆက်ဆက်နေတဲ့ stakeholder တယောက်ချင်းစီရဲ့အကျိုးစီးပွား beneficiary တွေရဲ့ဒီ project အသင်းအကျိုးကျေးဇူးခံစားရမယ့်သူတွေရဲ့အကျိုးစီးပွားဒါတွေကိုဖွံ့ဖြိုးတိုးတက်ဖို့အတွက်လည်းဒါဆောင်ရွက်ရမယ့်အယူဆပိုင်းတွေပါဝင်နေတာတွေ့ရပါတယ်အဲ့တော့အဓိကအားဖြင့်စဉ်းစားရမယ့်အချက်ကဘာတွေရှိလဲ people လို့ခေါ်တဲ့ social sustainability ပိုင်းမှာနံပါတ်1ပိုင်းကတော့ human right and labor practice ဖြစ်ပါအဲ့တော့နိုင်ငံတကာအလုပ်သမားရေးစံနှုန်းတွေနဲ့ကိုက်ညီအောင်စဉ်းစားဖို့မျှတတဲ့လုပ်ခလစာပေးဖို့ project စီမံခန့်ခွဲမှုပိုင်းမှာ project ရဲ့လုပ်ငန်းဝင်ပိုင်းတွေကောင်းမွန်တဲ့လုပ်ငန်းဝင်အနေအထားရှိဖို့လုပ်ငန်းဝင်ထဲမှာ project စီမံခန့်ခွဲမှုပိုင်းမှာ non discrimination လို့ခေါ်တဲ့ခွဲခြားဆက်ဆံမှုတွေမရှိဖို့ဒါတွေကိုဦးစားပေးပြီးတော့ကိုက်ညီအောင်ဆောင်ရွက်ဖို့လိုတယ်နောက်တစ်ခုကတော့ဒီ project စီမံခန့်ခွဲမှုပိုင်းမှာရော project ရဲ့ရလဒ်ပိုင်းမှာရောဒီပြည့်ဒီ ဘေးအန္တရာယ်ကင်းရှင်းတဲ့ကျန်းမာရေးကိုထည့်သွင်းစဉ်းစားဖို့ဖြစ်ပါတယ်အဲ့တော့ project ကိုအကောင့်ထဲပေါ်စဉ်အတွင်း
လုပ်ငန်းခွင်ထဲမှာလည်းလုပ်ငန်းခွင်ဘေးကင်းကျန်းမာရေးကို project life cycle တွေ short ကိုက်ညီအောင်ဆောင်ရွက်ဖို့လိုတယ်ဒီတိုင်းပဲဆက်ဆက်နေတဲ့ stakeholder တွေအားလုံးရဲ့ဒီ BNN ကင်းရှင်းရေးကျန်းမာရေးဆိုင်ရာ impact တွေမဖြစ်ဖို့အတွက်ထည့်သွင်းစဉ်းစားရမယ်အပိုင်းတွေဒါအရေးကြီးတဲ့အပိုင်းဖြစ်ပါတယ်နောက်တစ်ခုကတော့ DEI ဖြစ်ပါတယ်အဲ့တော့ project စီမံခန့်ခွဲမှုပိုင်းမှာ diversity မတူကွဲပြားမှုတွေကိုလက်ခံဖို့ equity တန်းတူညီမျှရှိအောင်ကျွန်တော်တို့ဒါဆောင်ကျဉ်ပေးဖို့ inclusion အားလုံးကိုဒါပူးပေါင်းပါဝင်ခွင့်ပေးဖို့ဒါတွေအားလုံးကိုကျွန်တော်တို့ကဒါမြင့်တင်ပေးရမှာဖြစ်ပါတယ်ဒါကိုကျွန်တော်တို့က equal opportunities for all လို့ပြောပါတယ်အားလုံးအတွက်တန်းတူညီမျှခွင့်လန်းတွေကိုမြင့်တင်ပေးဖို့လိုတယ်ကြားမှလိမ်ကွဲပြားမှုအရာ gender အရာရော disability တန်ဆွမ်းခြင်းအတန်ဆွမ်းခြင်းအရာရောနောက်လူမျိုးရေးဒီလူမျိုးကွဲပြားမှုအရာရောနောက်ခံလူမှုစီးပွားနောက်ခံကွဲပြားခြားနားမှုတွေအရာရောဘယ်လိုပုံစံနဲ့မဆိုကျွန်တော်တို့ဒါကွဲပြားခြားနားမှုမရှိစေဘဲနဲ့ equal opportunity ဖြစ်အောင်တန်းတူညီမျှအခွင့်အရေးရှိအောင်ကျွန်တော်တို့မြင့်တင်ဆောင်ရွက်ပေးဖို့လိုပါတယ်နောက်တစ်ခုကတော့ stakeholder engagement ဖြစ်ပါတယ်အဲ့တော့ရေဘူးရာအဖြစ်ဝန်ထမ်းအလုပ်သမားတွေနဲ့ပူးပေါင်းဆောင်ရွက်တဲ့အပိုင်းမှာကောင်းမွန်တဲ့အားကောင်းတဲ့ဆက်ဆံရေးရှိဖို့နောက်ဒီ community ရပ်ရွာအတိုင်းဝိုင်းနောက် supplier နောက်ဒီ project ရဲ့ customer အစရှိဖြစ်ပေါ့နော် beneficiary အစရှိဖြစ်အားလုံးနဲ့ကောင်းမွန်တဲ့ဆက်ဆံရေးအားကောင်းတဲ့ဆက်ဆံရေးတည်ဆောက်ထားဖို့လိုတယ်ဖြစ်နိုင်ရင်တခုခု decision making လုပ်တဲ့အခါမှာဆုံးဖြတ်ချက်တခုချတဲ့အခါမှာဒီအားလုံးရဲ့အပန်းတွေကိုလည်းကျွန်တော်တို့ဒါ social sustainability သဘောတရားအရာထည့်သွင်းစဉ်းစားဖို့လိုပါတယ်နောက်တစ်ခုကတော့ social responsibility ဖြစ်ပါတယ်အဲ့တော့ project ရဲ့ရည်ရှိအကျိုးသက်ရောက်မှုနဲ့ပတ်သက်ရင်လူမှုရေးတာဝန်ရှိမှုကိုလည်းထည့်သွင်းစဉ်းစားဖို့လိုတယ်ဒီသဖြင့် community ရပ်ရွာအတိုင်းဝိုင်းပေါ်မှာသက်ရောက်လာနိုင်တဲ့အပိုင်းတွေအားလုံးရဲ့ဒီ well being ပေါ့လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက်လိုအပ်တဲ့အနေအထားတွေကိုကျွန်တော်တို့ထည့်သွင်းစဉ်းစားပြီးလိုအပ်တဲ့ action တွေเนาะဒီလုပ်ငန်းဆောင်ရွက်ချက်တွေကိုကျွန်တော်တို့ဒါစဉ်းစားပြီးဆောင်ရွက်ဖို့လိုပါတယ်ဒါကအရေးကြီးတဲ့ဒါ social sustainability ဖြစ်ပါတယ်လူနဲ့ဆိုင်တဲ့အပိုင်းဖြစ်ပါတယ်ဒါဒီကျွန်တော်တို့ဒါအရေးကြီးတဲ့ကဏ္ဍတစ်ခုပါဒီ fight ဆန်ရဲ့ဒုတိယမြောက်အပိုင်းကတော့ planet environmental sustainability ဖြစ်ပါတယ်ဒီတော့ကျွန်တော်တို့ကလူနဲ့ပတ်သက်တဲ့ social sustainability ကိုစဉ်းစားသလိုပဲဒုတိယမြောက်ဒီ fight ဆန်ရဲ့ပိုင်းကတော့သဘာဝပတ်ဝန်းကျင်ကိုမထိခိုက်စေဖို့ရေရှည်တည်တံ့ခိုင်မြဲတဲ့သဘာဝပတ်ဝန်းကျင်ဖြစ်အောင်အကျိုးပြုဖို့အတွက်စဉ်းစားတဲ့အပိုင်းဖြစ်ပါတယ်အဲ့တော့ဒီဘိုင်းမှာတော့အဓိကအဖြစ်ဒီ project အကောင့်ထဲပုံမှုရဲ့သက်ရောက်မှုတွေကသဘာဝပတ်ဝန်းကျင်ပေါ်မှာ negative impact ပေါ့လေဆိုးကျိုးသက်ရောက်တဲ့အနေအထားတွေလျော့နည်းစေဖို့နောက်တစ်ခုကတော့ရင်းမြစ်တွေ resource တွေသုံးစွဲတဲ့အခါမှာ sustainable ဖြစ်တဲ့ practice နဲ့သုံးစွဲဖို့ကိုအဓိကဦးတည်ပါတယ်ဒါကြောင့်မလို့ energy efficiency ပိုင်းနောက် pollution control လို့ခေါ်တဲ့သဘာဝပတ်ဝန်းကျင်ညဉ့်ညမ်းမှုကိုထိန်းချုပ်တဲ့ပိုင်းအလေအလွင့်စီမံခန့်ခွဲမှုပိုင်းစွန့်ပစ်မှုပိုင်း waste management ပိုင်းနဲ့နောက် biodiversity conservation လို့ခေါ်တဲ့ဒီဟာဘေးစနစ်နဲ့ဒီဇီဝမျိုးစုံတဲ့ကွဲပြားမှုပိုင်းတွေကိုမထိခိုက်စေဖို့ကျွန်တော်တို့ဒါ project စီမံခန့်ခွဲမှုပိုင်းကစဉ်းစားရမှာဖြစ်ပါတယ်အဓိကစဉ်းစားရမယ့်ပိုင်းတွေကတော့ limited ပိုင်းက resource efficiency ဖြစ်ပါတယ်အဓိကအဖြစ်ရေစွမ်းရည်ကုန်ကျန်းပစ္စည်းသုံးစွဲမှုကိုအလေအလွင့်ညံ့ညံ့နဲ့ကြည်ကြည်လေးဖြစ်အောင် efficient ဖြစ်အောင်သုံးစွဲဖို့ဖြစ်ပါတယ်ဒုတိယတစ်ခုကတော့ carbon footprint reduction ဖြစ်ပါတယ်အဓိကတော့ greenhouse gas emission ဘိုင်းကိုအတက်နိုင်ဆုံးလျှော့ချနိုင်ဖို့နောက်တစ်ခုကတော့တည်ယူပို့ဆောင်ရေးနဲ့ energy source တွေကိုသုံးစွဲတဲ့အပိုင်းမှာအတက်နိုင်ဆုံးလျှော့ချနိုင်ဖို့ဒါတွေကိုအဓိကအဖြစ်ရည်ရွယ်ပါတယ်နောက်တစ်ခုကတော့ waste management ဖြစ်ပါတယ်အလေအလွင့်စီမံခန့်ခွဲမှုဖြစ်ပါတယ်အတက်နိုင်ဆုံး waste ကိုလျှော့ချနိုင်ဖို့ကျွန်တော်တို့ကြိုးစားဖို့လိုတယ်နောက် 3R လို့ခေါ်တဲ့လေလွင်ပိုင်းကိုအတက်နိုင်ဆုံးလျှော့ချဖို့ပြန်လည်သုံးစွဲဖို့ recycle လုပ်နိုင်ဖို့ဒါတွေကိုအဓိကကျွန်တော်တို့ကျင့်သုံးဆောင်နိုင်ဖို့လိုပါတယ်နောက်တစ်ခုကတော့ biodiversity နဲ့ ecosystem ကို protection လုပ်နိုင်ဖို့ဖြစ်ပါတယ်အဲ့တော့ဇီဝမျိုးစုံလင်မှုနဲ့ဂေဟဗေဒစနစ်ကိုထိခိုက်နိုင်မဲ့အပိုင်းတွေကို project activity တွေမှာရှောင်ရှားဖို့လိုတယ်တစ်တော့ရေရင်းမြစ်နဲ့တောရန်တိရစ္ဆာန်တွေသဘာဝတိရစ္ဆာန်တွေကိုမထိခိုက်အောင်စီမံခန့်ခွဲမှုပိုင်းကဒါကိုသတိပြုဖို့လိုပါတယ်နောက်တစ်ခုကတော့ sustainable procurement ပိုင်းဖြစ်ပါတယ်အဲ့တော့အဓိကအဖြစ် material တွေကို sourcing လုပ်တဲ့အခါမှာအတတ်နိုင်ဆုံးတစ်တော့တွေကိုမထိခိုက်နိုင်မဲ့အနေအထားမျိုး pollution နည်းနိုင်မဲ့အနေအထားမျိုးနောက် supply chain ကိုရွေးချယ်တဲ့အခါမှာလည်း ethical ဖြစ်တဲ့ unethical practice ရှိတဲ့ supply chain တွေကိုကျွန်တော်တို့အတတ်နိုင်ဆုံးရှောင်ရှားနိုင်ဖို့ဒါတွေကိုထည့်သွင်းစဉ်းစားဖို့လိုပါတယ်ဒါမှကျွန်တော်တို့ရဲ့ procurement ပိုင်းဒီဒါ sustainable practice ကိုအကျိုးပြုနိုင်တဲ့ထိခိုက်နိုင်မဲ့အပိုင်းတွေကိုရှောင်ရှားနိုင်မဲ့အနေအထားမျိုးဖြစ်မှာဖြစ်ပါတယ်ဒါကတော့ environmental sustainability planet ပိုင်းဖြစ်ပါတယ်နောက်တတိယတစ်ပိုင်းကတော့ကျွန်တော်တို့ profit ပိုင်းဖြစ်ပါတယ်ဒါကတော့ economic sustainability လို့ကျွန်တော်တို့ပြောပါတယ်အဲ့တော့အချက်များအဖြစ် project တွေအကောင့်တွေပေါ်တဲ့ business တွေအကောင့်တွေပေါ်တဲ့အပိုင်းဒီရေဘူးရအားဖြင့် financial gains ပေါ့လေ
ငွေကြေးအကျိုးမြတ်ရဖို့အဓိကဦးတည်တာမှန်ပေမဲ့တစ်ဖက်မှာလည်းကျင့်ဝတ်နဲ့ညီညွတ်သော responsible and long term ပေါ့နော်တာဝန်ယူမှုတာဝန်ခံမှုရှိသောရေရှည်စီးပွားရေး sustainability အတွက်အကျိုးပြုနိုင်တဲ့အနေအထားတွေဖြစ်ဖို့လည်းသတိထားရမှာဖြစ်ပါတယ်။သူတို့ဖြင့် project ရဲ့ဆောင်ရွက်တဲ့အပိုင်းတွေဟာရေတိုအကျိုးမြတ်ကိုကြည့်ုံနဲ့မရပါဘူး။ရေတိုအကျိုးမြတ်ရရုံနဲ့မကပဲရေရှည်အတွက်လူမှုနဲ့သဘာဝပတ်ဝန်းကျင်လူမှုဘဝထိခိုက်မှုမရှိအောင်လည်းဒါတာဝန်ယူမှုတာဝန်ခံမှုအပြည့်နဲ့ဆောင်ရွက်ရမှာဖြစ်ပါတယ်။ဒါကြောင့်မလို့အဓိကရည်သွင်းစဉ်းစားရမယ့်အချက်တွေကတော့ကျွန်တော်တို့ long term sustainability အတွက်သက်ရောက်မှုတွေကိုကျွန်တော်တို့စဉ်းစားဖို့လိုတယ်။ရင်းနှီးမြှုပ်နှံမှုနဲ့ financial risk တွေကိုဆန်းစစ်ဖို့လိုတယ်။နောက်တစ်ခုကတော့ကျင့်ဝတ်နဲ့လျော်ညီတဲ့ business practice တွေကိုကျွန်တော်ကျင့်သုံးဖို့လိုပါတယ်။အဲ့တော့ financial ရ decision making လုပ်တဲ့အပိုင်းတွေမှာရောနောက်ဒီ trade အပိုင်းတွေမှာလည်းဒီတိုင်းပါပဲ fair ဖြစ်တဲ့ trade practice တွေကိုကျွန်တော်တို့အားပေးဖို့လိုတယ်။နောက်တစ်ခုကတော့တာဝန်ယူမှုတာဝန်ခံမှုရှိတဲ့ corporate behavior ပေါ့နော် company practice တွေကိုကျွန်တော်တို့ကျင့်သုံးဖို့လိုပါတယ်။နောက်တစ်ချက်ကတော့ value chain optimization ဖြစ်ပါတယ်။အဲ့တော့အဓိကကတော့ sourcing ကလေးစပြီးနောက်ဆုံးပြီးတတ်တဲ့အထိပေါ့နော် supply chain တစ်ခုလုံးဒီ sustainability နဲ့ကိုက်ညီဖို့ကျွန်တော်တို့စဉ်းစားဖို့လိုပါတယ်။နောက်တစ်ချက်ကတော့ community နဲ့ local economic impact ဖြစ်ပါတယ်။ဒီတော့ project ရဲ့ account ထဲပေါ်တဲ့အပိုင်းဒီ local business တွေကိုအားပေးနိုင်ရလား။နောက်တစ်ခုကတော့ project account ထဲပေါ်တဲ့ data အတွင်းမှာအလုပ်ကိုင်ခွင့်လန်းတွေလမ်းဖွင့်ပေးနိုင်ရလား။ဒီ data ရဲ့စီးပွားရေးဖွံ့ဖြိုးမှုကိုအထောက်အကူပြုနိုင်ရလား။ဒီ local economic နဲ့ community impact ကိုလည်းကျွန်တော်တို့ထည့်သွင်းစဉ်းစားဖို့လိုပါတယ်။နောက်တစ်ခုကတော့ sustainable မဖြစ်နိုင်တဲ့ရေရှည်တည်တံ့ခိုင်မြဲမှုနဲ့သဘာဝပတ်ဝန်းကျင်ကိုထိခိုက်နိုင်မဲ့ practice တွေကိုကျွန်တော်တို့နဲ့အတူပါပဲတစ်ဖက်မှာလည်း financial risk ကိုလည်းကျွန်တော်တို့ကကြိုတင်ပြီးတော့သုံးသပ်ဖို့လိုတယ်။ငွေကြေးဆိုးကျိုးဖြစ်နိုင်ခြေတွေတက်ရောက်မှုတွေမဖြစ်အောင်လည်း mitigating ပြောင်းလဲသက်သာမဲ့နည်းလမ်းတွေကိုလည်းကျွန်တော်တို့ကြိုတင်ကြံစဖို့လိုပါတယ်။ဒါက risk management လို့ခေါ်တဲ့ဆိုးကျိုးဖြစ်နိုင်ခြေစီမံခန့်ခွဲမှုပိုင်းမှာအထူးတလဲစဉ်းစားရမယ့်ပိုင်းဖြစ်ပါတယ်။ဆိုတော့ဒါကတော့နံပါတ်3 profit နဲ့ဆိုင်တဲ့ economic sustainability နဲ့ဆိုင်တဲ့အပိုင်းဖြစ်ပါတယ်။အဲ့တော့ဒီအထိကျွန်တော်တို့ P5 မှာပထမ P3 လုံးကိုကျွန်တော်တို့လေ့လာခဲ့ပြီးဖြစ်ပါတယ်။ပထမ P ကတော့ကျွန်တော်တို့ people ဖြစ်ပါတယ်။ people social sustainability လို့ကျွန်တော်တို့ပြောပါတယ်။ဒုတိယ P ကတော့ planet ဖြစ်ပါတယ်။ environmental sustainability လို့ပြောပါတယ်။ကျွန်တော်တတိယ P ကတော့ profit ဖြစ်ပါတယ်။ economic sustainability လို့ပြောပါတယ်။လူသဘာဝပတ်ဝန်းကျင်နဲ့စီးပွားရေးအကျိုးမြတ်ဖြစ်ပါတယ်။နောက်စတုတ္ထမြောက် P ကတော့ process ဖြစ်ပါတယ်။ဒီဘိုင်းကတော့သူတို့ပြင်စီမံခန့်ခွဲမှုပုံစံကိုအဓိကကြီးညွှန်းပါတယ်ကျွန်တော်တို့ရဲ့ project စီမံခန့်ခွဲမှုပုံစံဒီစီမံအုပ်ချုပ်မှုပိုင်း governance နဲ့စီမံခန့်ခွဲမှု pattern ဒီကျင့်ဝတ်နဲ့လျော်ညီတဲ့ပုံစံဖြစ်ဖို့လိုပါတယ်ဒါကြောင့်မလို့ project စီမံခန့်ခွဲမှုပိုင်းဒီ transparent ပွင့်လင်းမြင်သာဖို့လိုတယ် ethical ကျင့်ဝတ်နဲ့ညီဖို့လိုတယ်နောက် project ကို execution စီမံကြီးကြပ်အကောင့်တွေပေါ်တဲ့အပိုင်းတွေဒီ legally compliant ဖြစ်ဖို့လိုပါတယ်သတ်မှတ်ထားတဲ့ဥပဒေလုံထုံးလုံနည်းတွေကျင့်ဝတ်တွေနဲ့အားလုံးနဲ့ကိုက်ညီဖို့လိုပါတယ်ဒါကြောင့်မလို့အဓိကစဉ်းစားရမယ့်ချက်တွေကတော့နံပါတ်1အချက်ကတော့ကျွန်တော်တို့ sustainable project governance ဖြစ်ပါတယ် project စီမံအုပ်ချုပ်မှုပိုင်းတွေအဓိကအားဖြင့်နိုင်ငံတကာစံချိန်စံညွှန်းတွေရေရှည်တည်တံ့ခိုင်မြဲမှုသဘောပတ်ဝန်းကျင်ကိုအာမခံနိုင်တဲ့မူဝါဒတွေနဲ့ကိုက်ညီဖို့လိုတယ်ဒုတိယတစ်ချက်ကတော့ stakeholder transparency နဲ့ ethical decision ဖြစ်ပါတယ် making ဖြစ်ပါတယ်အဲ့တော့အောက်ထပ်ပေါ်တဲ့အပိုင်းမှာပွင့်လင်းမြင်သာတဲ့သတင်းအချက်လက်ဖြန့်ဝေမှုစနစ်ရှိရမယ် project ရဲ့ဘိုးတွေနောက် risk ပေါ့နော်ဆိုးကျိုးဖြစ်နိုင်ခြေနဲ့ sustainability သဘောပတ်ဝန်းကျင်တည်တံ့ခိုင်မြဲရေးရေရှည်တည်တံ့ခိုင်မြဲရေးအတွက် commitment ပေါ့နော်ကတိကိုဒါတွေကိုပွင့်လင်းမြင်သာအောင်ဖော်ပြနိုင်ဖို့လိုတယ်ချပြနိုင်ဖို့လိုတယ်နောက်တစ်ခုကတော့ compliant with regulation ဖြစ်ပါတယ်ဥပဒေနဲ့ကိုက်ညီဖို့ဖြစ်ပါတယ်အထူးသဖြင့် local ဒေသန္တရဥပဒေတွေနဲ့ရောနိုင်ငံတကာဥပဒေစံနှုန်းတွေနဲ့ရောကိုက်ညီဖို့လိုပါတယ်အထူးသဖြင့်ဒီဝန်ထမ်းစီမံခန့်ခွဲမှုဘိုင်းမှာအလုပ်သမားရေးရာခွင့်ရေးတွေစံနှုန်းတွေနောက်လူ့ခွင့်ရေးနဲ့သဘောပတ်ဝန်းကျင်ဆိုင်ရာဥပဒေပိုင်းတွေကုမ္ပဏီရဲ့စီမံခန့်ခွဲမှုဘိုင်းတွေဒါတွေအားလုံးဒီသတ်မှတ်ထားတဲ့ local နဲ့ international ဥပဒေတွေလုပ်ထုံးလုပ်နည်းတွေနဲ့ကိုက်ညီဖို့လိုတယ်နောက်တစ်ချက်ကတော့စီမံခန့်ခွဲမှုဘိုင်း process ဘိုင်းမှာ risk management ဖြစ်ပါတယ်ပြီးတော့ sustainability ကိုထိခိုက်လာနိုင်တဲ့ရေရှည်တည်တံ့ခိုင်မြဲမှုနဲ့သဘောပတ်ဝန်းကျင်အာမခံချက်ရှိမှုပေါ်မှာတက်ရောက်လာနိုင်တဲ့ risk တွေဒါတွေကိုကြိုတင်ပြီးတော့ဆန်းစစ်ဖို့လိုတယ်။ရောင်းတဲ့သက်သာစေရေးယူဟာတွေချမှတ်ပြီးတော့အကောင့်ထဲပေါ်ဖို့ risk management ဘိုင်းမှာထည့်သွင်းစဉ်းစားဖို့လိုပါတယ်။နောက်တစ်ခုကတော့ key performance indicator တွေသတ်မှတ်တဲ့အခါမှာလည်းရေဘူးရအဖြစ် project ရဲ့ sustainability impact ပေါ့နော်ဒီ project ကနေပြီးတော့ဒီရေရှည်တည်တံ့ခိုင်မြဲမှုနဲ့ဆိုင်တဲ့ sustainability ပေါ်မှာတက်ရောက်လာနိုင်တဲ့အပိုင်းတွေကိုဆန်းစစ်ဖို့ဒါသတိထားဖို့လိုပါတယ်။အဲ့တော့ KPI တွေ key performance indicator တွေအတွင်းမှာလည်း sustainability impact နဲ့ပတ်သက်တဲ့အပိုင်းတွေကိုကျွန်တော်တို့ထည့်သွင်းသ
တ်မှတ်ပုံဖော်နိုင်ဖို့လိုပါတယ်နောက်ဆုံးတစ်ခုကတော့ project ဖြစ်ပါတယ်ဒါကတော့ထွက်လာတဲ့ရလဒ်ပိုင်းနဲ့အဓိကဆိုင်ပါတယ် delivery risk တွေ outcomes တွေနဲ့အဓိကဆိုင်တဲ့အပိုင်းဖြစ်ပါတယ်အဲ့တော့ project ရဲ့ပုံဖော်လိုက်တဲ့ထုတ်ကုန်သို့မဟုတ်ရလဒ်ဝန်ဆောင်မှုဒါတွေအားလုံးဒီရေရှည်အတွက်လည်း sustainable ဖြစ်ဖို့လိုတယ်အဲ့တော့ပြောရမယ်ဆိုရင်တော့ကျွန်တော်တို့ရေရှည် long term အတွက်သဘာဝပတ်ဝန်းကျင်ဆိုင်ရာလူမှုဘဝဆိုင်ရာစီးပွားရေးအကျိုးမြတ်ဆိုင်ရာဒါတွေအားလုံးကိုအကျိုးပြုနိုင်တဲ့ project outcome project ရလဒ်ဖြစ်ဖို့လိုပါတယ်ဆိုတော့အဓိကအဖြစ်ပြောရမယ်ဆိုရင်တော့ကျွန်တော်တို့ဒီ project ဆိုရင်လည်းဒီ project ရဲ့ design ထုတ်လုပ်ပုံအသုံးပြုပုံနဲ့နောက်ဆုံးဒီ dispose ပေါ့နော်စွန့်ပစ်တဲ့အချိန်ထိဒါဒီ sustainability ဖြစ်ဖို့လိုပါတယ်ဒါကိုထည့်သွင်းစဉ်းစားဖို့လိုတယ်နောက်ဒီ design ဘိုင်းမှာဆိုရင်လည်းဒီ design principle ဘိုင်းမှာ eco friendly ပေါ့နော်သဘာဝပတ်ဝန်းကျင်နဲ့ကိုက်ညီတဲ့သဘာဝပတ်ဝန်းကျင်ကိုမထိခိုက်နိုင်မဲ့ material တွေကုန်ကျန်းတွေကိုဒါသုံးစွဲဖို့လိုတယ်စွမ်းအင်သုံးစွဲတဲ့အခါမှာလည်းစွမ်းအင်ဒီသက်သာစေမဲ့ system မျိုးဖြစ်ဖို့လိုတယ်နောက် waste လို့ခေါ်တဲ့စွန့်ပစ်ပစ္စည်းနဲ့အလေအလွင့်ထွက်ပေါ်လာမှုအပိုင်းကိုလည်းအနည်းဆုံးဖြစ်အောင် short ချထားတဲ့ design မျိုးကျွန်တော်တို့ဖြစ်ဖို့လိုပါတယ်နော်ဒါက project ဘိုင်းမှာစဉ်းစားရမယ့်အချက်ပါနောက်တစ်ခုကတော့ end of life ပေါ့လေဒီပစ္စည်းကိုဒါမှဒီ project ရဲ့ရလဒ်ကိုသုံးစွဲတဲ့အခါမှာနောက်ဆုံးဒီစွန့်ပစ်တဲ့အဆုံးသတ်တဲ့အနေအထားအထိပေါ့နော် proper disposal ပါနော်တင်တော်တဲ့စွန့်ပစ်ပုံ recycling reusability ပေါ့နော်ပြန်လည်အသုံးပြုတဲ့အပိုင်းအားလုံးဒီကျွန်တော်တို့ဒါစနစ်တကျဖြစ်အောင်စဉ်းစားပြီးတော့ကောင်းတယ်ပေါ်နိုင်ဖို့လိုတယ်နောက်တစ်ခုကတော့ဒါ user and consumer impact ပေါ့နော်အဲ့တော့ဒီ project ကိုသုံးစွဲတဲ့ end user တိုင်းအတွက်အဆုံးသတ်သုံးစွဲတဲ့သူတွေ customer တွေသုံးစွဲသူတွေအတွက်ဒီ project ရဲ့လူတွေပေါ်မှာတက်ရောက်တဲ့လူမှုဘဝပေါ်မှာတက်ရောက်တဲ့တက်ရောက်မှုသဘာဝပတ်ဝန်းကျင်ပေါ်မှာတက်ရောက်တဲ့တက်ရောက်မှုဒါတွေကိုကျွန်တော်တို့ဆန်းစစ်ဖို့လိုတယ်အလေးထားပြီးတော့ဒါထိန်းကွပ်ဆောင်ရွက်ဖို့လိုပါတယ်နောက်ဆုံးတစ်ခုကတော့ကျွန်တော်တို့ဒီ project ရဲ့ output တွေကိုကျွန်တော်တို့ဒါအကောင့်ထဲပေါ်တဲ့အခါမှာထွက်ပေါ်လာအောင်လုပ်တဲ့အခါတစ်ဖက်မှာ sustainability အတွက် innovation တီထွင်ကြံစမှုပိုင်းတွေလည်းကျွန်တော်တို့လုပ်ဖို့လိုပါတယ်အထူးသဖြင့်ကျွန်တော်တို့ရဲ့ project ဒီ business model အရ business ဒီ model ပုံစံအရပေါ့လေcircular economy လို့ခေါ်တဲ့သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက်အထောက်အကူပြုနိုင်တဲ့စီးပွားရေးပုံစံဖြစ်အောင် support လုပ်နိုင်အောင်ကျွန်တော်တို့အားပေးဖို့လိုတယ်နောက် resource efficiency ဖြစ်စေမဲ့ resource သုံးစွဲမှုကိုရောနဲ့သက်သာစေမဲ့နည်းပညာအသစ်တွေကိုကျွန်တော်တို့ဒါမိတ်ဆက်ပေးနိုင်ဖို့လိုတယ် encourage လုပ်နိုင်ဖို့လိုတယ်ဒါဆိုရင်တော့ကျွန်တော်တို့ရဲ့ project တွေဟာ sustainability လို့ခေါ်တဲ့သဘာဝပတ်ဝန်းကျင်နဲ့ရေရှည်တည်တံ့ခိုင်မြဲမှုကိုအားပေးတဲ့ project တွေအားပေးတဲ့ project စီမံခန့်ခွဲမှုလုပ်ငန်းစဉ်တွေနောက်တစ်ချက်ကတော့ရလဒ်ပိုင်းဆိုင်ရာရောလုပ်ငန်းစဉ်ပိုင်းဆိုင်ရာမှာ sustainability ကိုမြင့်တင်နိုင်တဲ့ project စီမံခန့်ခွဲမှုပုံစံကြီးဖြစ်မှာကျွန်တော်တို့ဒါအသေးချာပဲဖြစ်ပါတယ်